ခောက်ဆွဲတစ်ခွက်စာလောက်တာတန်ကြီးပဲရှိခဲ့တဲ့ကဘာကျော်အမှုပညာလက်ရာတစ်ခုဒီပုံကိုအားလုံးပဲမြင်မှုကြမယ်လို့ထင်ပါတယ်ဒီပုံကိုကျွန်တော်တို့တွေတိကျလေးကြည့်ပြီးတော့ခန်းစားကြည့်မယ်ဆိုရင်ဖိုးကောင်းမှာရှိနေတဲ့ကြီးမားပြင်းထန်လွန်လာတဲ့ရီလိုင်းကြီးရဲ့အောက်မှာတော့ငါးပန်းလေတုံးစင်းနဲ့အတူတက်ဆွန့်ဆိုင်ပြအလူးလဲကုခတ်နေကြတဲ့လေထိုးသားတွေရဲ့ပုံရိပ်တွေကတော့အဲ့ဒီရီလိုင်းကြီးရဲ့အောက်မှာအရှုံးပေးကနင်းမျိုးရတော့မဲ့အလားအိုတငါတွေရဲ့အတိဒုက္ခကိုပုံဖော်ထားတာကိုကျွန်တော်တို့တွေမြင်တွေ့ခံစားရမှာဖြစ်ပါတယ်နောက်ပြီးတော့ဂျပန်တို့ရဲ့မောင်ဖူဂျီတောင်ကဒီပုံရဲ့ main perspective point နေရာမှာရှိနေပြီးတော့ကျွန်တော်တို့ရဲ့အမြင်ကိုတိုက်ရိုက်ထိတွေ့ခံစားနေစေမိပါတယ်။ The Great Wave of Kanagawa လို့လူသိများကြတဲ့ဒီပုံဟာဆိုရင်1830ဝန်းကျင်အေဒိုခေထိုဘူဂါဝါရှိုးကန်နဲ့ကြီးစိုးနေခဲ့တဲ့ဂျပန်ပြည်UKOA အနုပညာရှင်တယောက်ဖြစ်တဲ့ Katsushika Hokusai ရဲ့မဟာအနုပညာမြောက်တစ်တားပုံတွေလက်ရတစ်ခုလည်းဖြစ်ပါတယ်။16ရာစုကနေစပြီးတော့ကဘာကြီးနဲ့ဆွတ်တွေပြက်ကတေချာရက်တီလို့နေခဲ့တဲ့အေဒိုခေဂျပန်ပြည်ကြီးမှာတော့အနုပညာတွေရဲ့လူစင်တန်းအားဆိုရင်လူဒန်းစားအလွှာရဲ့အောက်ဆုံးနားလေးမှာရှိနေခဲ့တဲ့ကုံတွေရဲ့ရှီနားမှာလာရက်တည်နိုင်ခဲ့တဲ့အတွက်ကြောင့်ပကြီးကားတစ်ချက်လည်းခောက်ဆွဲတစ်ခွက်စာလောက်တာပဲတန်ကြီးရှိခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီအနုပညာလက်အားဆိုရင်လည်းအဲ့ဒီခေအဲ့ဒီခါတန်ကြီးရခောက်ဆွဲတစ်ခွက်စာလောက်တာပဲတန်ကြီးရှိခဲ့ပါတယ်။တို့ပေမဲ့လည်းဒီအနုပညာလက်အားဆိုရင်16ရာစုဥရောပရဲ့ impression ခေတ်အနုပညာလှူရှာမှုကိုအကြီးအကျယ်လွှမ်းမိုးထားနိုင်ခဲ့တယ်လို့ impression ရဲ့ခေါင်းကင်ဖခင်ဖြစ်တဲ့ကလောက်မွန်လေးပါဝင် Augustine Winno နဲ့ Vincent van Gogh တို့လိုနာမည်ကြီးပကြီးဆရာတွေကတောင်မှ Hokusai ရဲ့ရေးဟန်တွေနဲ့အယောင်တွေတုံးပြပုံကိုလိုက်လံတူပါခဲ့ရပါတယ်။တိတာတဲ့ဥပမာကိုပြရမယ်ဆိုရင်တောင်မှ Vincent van Gogh ရဲ့နာမည်ကြီး Study Night မှာတောင်မှ The Great Wave ရဲ့လွှမ်းမိုးမှုဟန်တွေကိုအထင်သာတွေ့မြင်ကြရမှာလည်းဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့ကမ္ဘာတဝန်းထင်ရှားလာတဲ့ဒီနုပညာလက်ရာဆိုရင်တော့ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တရားဖြစ်ရှိလို့နေခဲ့ပါတယ်။နေ့တော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ AAO Heart 80ပါနောက်ထပ် G ကားတွေ G ဆရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်။ Ciao